နေဆက်ထီခီဒေတာမှာ KNU နဲ့တရုတ်ကုမ္ပဏီတို့ပူးပေါင်းလုပ်ကိုင်ပြီးဧက6000ကျော်ရှိမဲ့သမီးခီစက်မှုဆောင်စီမံကိန်းအကောင့်ထဲပေါ်ဖို့တာလီတောင်ကြီးအစိုးရဖွဲ့ကသဘောတူခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့ကဒဝဲမြို့ရှိတာလီတောင်ကြီးအစိုးရအဖွဲ့ရုံးမှစီမံကိန်းအကောင့်ထဲပေါ်မဲ့ကုမ္ပဏီတွေနဲ့တာလီတောင်ကြီးအစိုးရအဖွဲ့တို့တွဲဆောင်ခဲ့ရာဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်ကစီမံကိန်းအကောင့်ထဲပေါ်မဲ့ကိစ္စအပေါ်တာလီတောင်ကြီးအစိုးရအဖွဲ့အနေနဲ့ကန့်ကွက်ဖို့မရှိကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။အဲဒီစီမံကိန်းကိုတာလီတောင်ကြီးအစိုးရအဖွဲ့ကသဘောတူခဲ့ခြင်းဟာပထမအဆင့်သာရှိသေးပြီးတာလီတောင်ကြီးလွှတ်တော်ကိုတင်ပြအတည်ပြုချက်ရယူကပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြရမှာဖြစ်တယ်လို့တာလီတောင်ကြီးအစိုးရအဖွဲ့စီမံဘဏ္ဍာဝန်ကြီးဦးဖြိုးဝင်းထွန်းကပြောပါတယ်။မြန်မာထိုင်းနယ်စပ်ထီခီဒေတာမှာဧက6000ကျော်ရှိစက်မှုစီမံကိန်းနဲ့တင်းသာရီမြစ်အတွင်းမဂါဝက်600အထိထုတ်လုပ်မဲ့ရေအားလျှက်စစ်စီမံကိန်းအပြင်ထီခီနယ်စပ်မှဒဝယ်မြို့ဝအထိမိုင်80အရှိလမ်းနဲ့စိတ်ကမ်းတို့တိစောက်ဖို့တရုတ်နိုင်ငံပိုင်Power China ကုမ္ပဏီကရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။ဒဝယ်ဒေတာမှာထိုင်းနိုင်ငံအခြေစိုက်အီတာလီယန်ထိုင်းကုမ္ပဏီ ITD ကအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပြီး2013ခုနှစ်ကယာယီရနာထားခဲ့ပြီးတဲ့နောက်လက်ရှိအစိုးရလက်ထက်မှာပြန်လည်စတင်ဖို့စီစဉ်နေတဲ့ဒဝယ်အထူးစီးပွားရေးဆောင်စီမံကိန်းနဲ့မြန်မာထိုင်းနယ်စပ်ထီခီနယ်စပ်စခန်းအနီးမှာအကောင့်ထဲပေါ်မဲ့သမီးခီစက်မှုဆောင်တို့ဟာမိုင်တရာနီးပါးခန့်ကွာဝေးပါတယ်။ဒဝယ်စီမံကိန်းဟာအကြီးစားစက်မှုစီမံကိန်းဖြစ်ပြီးသမီးခီစက်မှုဆောင်ဟာဒေသခံတိုင်းရင်းသားတွေအလောက်ကန်ရရှိစေရေးအဓိကဦးတည်ထားတဲ့နယ်စပ်စက်မှုဆောင်တစ်ခုသာဖြစ်တာကြောင့်စက်မှုဆောင်နှစ်ခုလေးကပ်စွာတည်ရှိနေခြင်းကအထောက်ပံ့အနေနဲ့သာရှိနိုင်ပြီးတရားမှုကြီးမားစွာရှိလာမှာမဟုတ်ဘူးလို့တင်းတိုင်းဒေသကြီးအစိုးရအဖွဲ့စီမံဘဏ္ဍာဝန်ကြီးရဲ့ပြောပြချက်အရသိရပါတယ်။ Nobel Prize Company Limited Sun and Rainbow Company Limited နဲ့တရုတ်ကုမ္ပဏီဖြစ်တဲ့ Power China International Group Limited တို့အကြားပြီးခဲ့တဲ့နှစ်2016ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာစီမံကိန်းအကောင့်ထဲပေါ်မှုတွေအတွက် MOU လက်မှတ်ရေးထိုးခဲ့ပြီးအဲဒီပွဲကိုကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌမူတူးဆေးဖို့နဲ့အဖွဲ့ဝင်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။သမီးခီစက်မှုဆောင်စီမံကိန်းကိုလောကင်ခွင့်ရရှိထားတဲ့ Nobel Prize ကုမ္ပဏီဟာကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာလေးဘိတ်တဝဲခရိုင်ကစီးပွားရေးဆောင်ရွက်ဖို့တီထောင်ထားတဲ့ကုမ္ပဏီဖြစ်ပြီး Sun and Rainbow ကုမ္ပဏီဟာ Nobel Prize ကုမ္ပဏီကိုစားနိုင်ငံခြားရင်းနှီးမြှုပ်နှံသူကျွမ်းကျင်သူဒေသမှာပါဝင်နိုင်သူတွေကိုရှာဖွေပေးဖို့အတွက်တာဝန်ပေးခံထားတာဖြစ်တယ်လို့သိရပါတယ်။ Power China ကုမ္ပဏီဟာနိုင်ငံတကာနဲ့အလုပ်လုပ်ကိုင်နေတဲ့ကုမ္ပဏီဖြစ်တဲ့အပြင်ကမ္ဘာထိပ်တန်းအဆင့်ကုမ္ပဏီ900အတွင်းပါဝင်ပြီးတရုတ်နိုင်ငံတော်မှာစီမံကိန်းပေါင်း1800ကျော်ခန့်ကိုတပြိုင်တည်းဆောင်ရွက်နေတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီဖြစ်တယ်လို့ KNU ဘိတ်တဝဲခရိုင်ကိုစားဆောင်ရွက်မဲ့ Sun and Rainbow ကုမ္ပဏီရဲ့ Managing Director ဦးငေစိုးရဲ့ပြောပြချက်အရသိရပါတယ်။ ကဲတရခိုင်နဲ့ဖက်မဟာကတမီနော်7-11အနေတက်ဆောလပီယောနေမမေပေါ်ကညောနေတေဖာတော့နော်ကပါတရခိုင်နဲ့မဟာကလကညောခွန်နာသစ်ဖာလက်တေဝဲလေဆလလက်ဘလီဒဝဲနေနော်ဆလက်ထူရောဆလက်တော်တော့ကေကော်ရီခိုကောချာခိုစင်ကေခိုစင်နာခိုမေဘာသာနာကိလေဝဲလေမုကလိုဝဲကွာခိုင်လေအော်ရောဝဲမုကလိုဝဲကွာတော့လက်ဆန်လောမီတော့လေဟီကလိုလေဟီချင်းနေတကဆော့ပါဖလာဝဲဒီနေလားဒါဘူးပဲနော်ခုနေ KNU မှာတာဖက်လေနော်သူတပါချုံမလေသူလေကီလာစဖက်လေတော်လေကီလာစီတကဆော့မီတဖလာပါသာနာကိနေတကဆော့လေအကန်အိုဒေါ်ဒူအိုခလာကထိုးညာတမကူပါခုနေချမတော်ရဒူစီညာကမဘူဒီလာနော်အလေလေ KNU မှာကလေလေဘီဒိုဝဲလက်တနော်စရီနေမေဝဲကလေမလေထီခီစီဘောယေမှုကဝဲကွာမှုကတဲ့ဝဲနေလက်ထီခီလေကောရဘီဒိုဝဲနေနော်ကလေမိုင်မှုကဝဲကွာစစ်ဖန်နေလောဘောလောမှုဒစန်ထိုလမီလတရူမနိမနာခလကချီလာအဝဲတမီတာတော်လာနိုဝေဗန်ချီနူဆောင်မဟာကဒနီတကဆောဝဲလာနော်အခုနေချမှုတော်တဲပါစီတမီတာတော်နေပဒူနေပလာစီပတဲပလာစီပဒူနေပလာစီပတဲပလာစီလေ KNU လေဖဲလေမမ်နာလေ KNU လေအော့နာလေစီနာခဲလေနော်အခုနေတမီတာတော်လာတမီလေပေါ်ကညောတကဆောပါနော်တဲစီဟဲ့ပညာတကဆောတော့တက်လေပါကစီလေမဟာကစီကစီညာလာ KNU အဝနေခုပေါ်လောခုကလေတဲ့လေ KNU လေနေလေမီလေတော်တော့ကြအခုလေတော်တော့ကြနာကျန်နေလေတော်တော့ခုလေတော်တော့နာမေဘာစနာကနေကမီနာတချေဖို့လောလေမမှုကလောကောနေမိတာလေအားလောတော့ဘူးအဝနေတမီတာတော်လောတမီညိုင်းနေအိုတော်လူကပပက်ထီနောဖာတာတိဖာတာခမချူတော်ဒပက်ထီနောပါအိုတော်လူလောနော်တမီလေတဲချာပေါ်ညောတကနော်ပေါ်ညောတကနဲ့ကောတာမီလေမတကလေအိုလအမေရိကန်နဲ့ပေါ်တကနဲ့ကောလာမီတဲ့ချာမင်းတဲ့ DKBA ဒူဒါမင်းရတာမင်းတဲ့
tasane tekete ba papa ma khu ma phokita papa ma tamita to dine pa phara to lo ba mi sing khada ba no chok to mi la Bruce Lee da ane samaja da jurubi tho chok to mi ba nanya ka no chika ne samaja tho da jurubi ne ba kwa ke ba sa mi ma cha ti ja ti mi la samaja cho da jurubi cho la ba mi ke ta eta kui no mi ke ta eta kui da ta khu ta pho cho la no khona mi ba ne pete khona ba ba pya khu da agi mo pa to lo ba ha te musu da ba to lo ba ha te ra kwa la me bo ne me tera mita to ne tera si na kira baba po tera si ko le na kira baba cho mo da te di no ne era tera mi si ne pya khu da ta gi mo po si pha no pya khu da ni so kum no phu ka na ne no ba ba di ne mo no era te ne po le tera da ka so si pha ne no te khu bu ro ga ba thi lo no khu ne na ka thi ne la no no do ko ne po ora ne tre la awe ne laအခုနေ KN ခုနသစ်ဖိုင်တယ်လေဖဲလေတော့ပတ်တော့ခရုမြလမှုတူစီဖိုနော်လက်တီခီအဝနေမှုကလောကဝဲကမဝဲလောဘောလောမှုလောတော့ဘူးနကွာစားရကချာအော်စကီလူဒ်ဘနေချာဝဲလေလီတယ်မိမိတပ်ခေါ်နေအော်လီဘောနော်တော့ကလီရောပိုလောမခလီခီတော့တပ်ခေါ်နေမြအခုနေပေါ်လေအဲ့တော့တေတာကစောသစ်ဖိုင်တူလို့ဘစင်ခေါ်တာပါနော်ကျတော့လေတော့ဘူးဒီခွာကျတော့ကလူဒူထူမီကေဥတ်စစ်ဥတ်ကခီယမနော်အမေရိကန်နေကွာတကစောဝဆင်းနေနေနော်ကော်သမီတူဒူထူဝဆဆနေတယ်တကယ်လို့တပတ်တေချာတော့တပတ်တေစင်ခေါ်တာပါတဲရနေဖေးနာကေတပတ်ခဲလေပါနော်ပြခုတဲ့တာဂေမပေါ်ရတော့တဲပြခုတဲ့အမိုလီမပွားပြခုတဲ့တာကိုမူနော်ပြခုတဲ့တာကိုမူစီတဲ့ဖာကျတော့ခဲ DKB ဒူလီပြခုတဲ့တာကိုမူအန်ဒီကမ္လဘောကနာဝဲကျတယ်မနော်ကဲ KPTV ဒူလီပြခုတဲ့တာကိုမူဒီဆိုတော့ကမ္လဖိုးစီတော့ကတိဝဲလဲမဲနော်ကောအဝနေမနေတာအဝဲနေပကတဲ့မှာနေမချီော်တဲ့နေစာချူချီတယ်အဝဲကချီဝဲမောနေမချီော်တဲ့နေစာချူချီတယ်နေမတမခုတဲ့အီစာပါနေအကိုဟောလက်လေပဲလေနော်အခုနေနံပါတ်နေချီော်တဲ့နေစာချူချီနေနံပါတ်ချူခုတဲ့အီစာအခုနေရတော့တဲဒီနော် KN ခုနသစ်ဖာနေမမ်နေလဲအော့နေလဲနေစစ်စညာတော့ပွေနော်တမီလဲချောမှုတော့တဲနာချူရပါနော်မခုတ်ပူတာဘောညတော့ပူတာမနေကေဝအနေလာတပြားဖိုးလား